တော့တရားဆိုတာဘာတော့ဆိုကြပါစို့တရားရဲ့အဓိပ္ပာယ်လေးကိုအရက်သုံးလေးနဲ့ရှင်းရှင်းလင်းလင်းသဘောပေါက်သွားဖို့တစ်မျိုးလေးသဘောပေါက်သွားဖို့ဘုံဘုံဥမာပြောမယ်လူနှစ်ယောက်ရန်ဖြစ်နေတယ်ဆိုကြပါစို့ဘေးကမြင်ရတဲ့လူကဒီလူကတရားတယ်ဒီလူကမတရားဘူးပြောကြတာမရှိဘူးလားဘလို့လူကိုတရားတယ်လို့ပြောတာတော့ဘလို့လူကိုမတရားဘူးလို့ပြောတာတော့မှန်တဲ့လူကိုတရားတယ်လို့ပြောတာမမှန်တဲ့လူကိုမတရားဘူးလို့ပြောတာဟောတရားရဲ့အဓိပ္ပာယ်လေးကိုရိုးရိုးလေးအရက်သုံးလေးနဲ့နားလည်စီခြင်းတော့တရားဆိုတာဘာတုံးဆိုရင်တရားဆိုတာမှန်တဲ့အရာတရားပဲဟုတ်ပြီနော်တော့တရားကိုသိတယ်ဆိုတာအမှန်ကိုသိတာကိုပြောတာတော့အမှန်လို့ပြောလိုက်တဲ့အခါကျတော့စကားလုံးကသိပ်ပြီးတော့မခံညာဘူးဖြစ်အမှန်ဆိုတဲ့မြန်မာစကားကိုပါဠိလိုဘယ်လိုခေါ်တော့သစ္စာဟောအဲ့ဒီကျတော့ခံညာသွားပြီနော်စကားလုံးကသစ္စာအခုကျွတ်တို့ကိုးကွယ်နေတဲ့မြတ်စွာဘုရားကသစ္စာဆိုတဲ့အမှန်တရားကိုသိလို့ဘုရားဖြစ်သွားတာသစ္စာဆိုတဲ့အမှန်တရားကိုသိဖို့အတွက်ပဲဘုရားဖြစ်အောင်မြတ်စွာဘုရားကကြင်ကြံကြုတ်ကိုအထုတ်ခဲ့အကျွတ်တို့လည်းပဲသစ္စာဆိုတဲ့အမှန်တရားကိုသိမှဒုက္ခငြိမ်းမှတရားသည်အမှန်သည်စကလုံးတစ်လုံးနဲ့လဲလှည့်ပြောလိုက်တော့သစ္စာအဲ့ဒီအမှန်ဆိုတဲ့သစ္စာကအမှန်တွေကအဆင့်အမျိုးမျိုးရှိအခုဒီဓမ္မယုံထဲမှာလူတွေတရားနာနေကြတယ်ဘုန်းကြီးကတရားဟောနေတယ်မှန်တယ်ဟုတ်တယ်လူတွေတရားနာနေတာဒကာကြီးတွေလည်းပါတယ်ဒကမကြီးတွေလည်းပါတယ်သီလရှင်တွေလည်းပါတယ်ဘုန်းကြီးကတရားဟောနေတယ်မှန်တယ်ခုဒီထဲမှာရှိနေတာဘုန်းကြီးတွေလူတွေယောက်ျားတွေမိန်းမတွေမှန်တယ်ဒါတော့မငင်းနဲ့ငင်းလို့လည်းမရဘူးဒါသူ့နယ်ပယ်မှာသမုဒိသစ္စာခေါ်တာအဲ့ဒါတည်းမှန်တဲ့အမှန်ရှိသေးတယ်ဒီဓမ္မယုံထဲမှာရုပ်တည်နံနေဖြစ်နေကြတယ်လို့မြင်ရင်အဲ့ဒါတည်းပို့ပြီးတော့မှန်တဲ့အမြင်ကိုမြင်ရရောက်တယ်ဘုန်းကြီးဆိုရင်လည်းမှန်တယ်ယောက်ျားတွေဆိုလည်းမှန်တယ်မိန်းမတွေဆိုရင်လည်းမှန်တယ်ဒါကသမုဒိသစ္စာရမှန်တာသူ့ထက်ပို၍လေးနဲ့နှစ်ဆိုင်သောအမှန်တရားရှိနေတယ်အဲ့ဒါကဘာလို့ဆိုတော့ဘုန်းကြီးပဲဖြစ်ဖြစ်ယောက်ျားပဲဖြစ်ဖြစ်မိန်းမပဲဖြစ်ဖြစ်တကယ်ကတော့ဖောက်ပြန်မှုအစုအဝေးကြီးစမ်းကြည့်လိုက်ရင်ပူရင်ပူမယ်နှွေးရင်နှွေးမယ်အေးရင်အေးမယ်ဟုတ်လားအဲ့ဒီရုပ်အကောင်အထည်မြင်နေရတဲ့ရုပ်အစုအဝေးကြီးကိုပဲအမိပြုတ်ပြီးတော့စိတ်ကူးနေတာတွေတွေးနေတာတွေကြမ်းနေတာတွေစိတ်ထဲမှာချမ်းသာတယ်ဆင်းရဲတယ်ဆင်းပြေတယ်ဆင်မပြေဘူးခံစားနေတာတွေအကောင်အထည်မြင်လို့မရတဲ့နံတရားတွေဖြစ်နေတာမရှိဘူးလားအဲ့တော့စောစောကမြင်တဲ့အမြင်ကပုဂ္ဂိုလ်တ attva တွေဆိုတဲ့အမြင်ယောက်ျားတွေမိန်းမတွေဆိုတဲ့အမြင်သူလည်းပဲသူကသူမမှန်ဘူးလားမှန်တယ်သို့တော့ဖောက်ပြန်မှုအစုအဝေးကြီးနဲ့အဲ့ဒီအစုအဝေးကြီးကိုမှီးပြီးတော့ဖြစ်နေတဲ့အကောင်အထည်မြင်လို့မရတဲ့သို့တော့လောကကိုအလွန်မှအရေးပါစွာလွှမ်းမိုးချုပ်ကင်နေတဲ့နံဓာတ်ရုပ်ဓာတ်နံဓာတ်တွေဖြစ်နေကြတယ်လို့မြင်ရင်ပို့ပြီးတော့အမှန်ကိုမြင်ရောက်တယ်ခုဒီထဲမှာတောင်မှသမုဒိသစ္စာလည်းနေရတော့အကျယ်ကြီးဘုန်းကြီးရှိတယ်လူဒကာကြီးတွေရှိတယ်ဒကာကြီးတွေရှိတယ်ဒကာကြီးတွေထဲမှာतू ကလူငယ် तू ကလူကြီးतू ကပတ်စံရှိတယ် तू ကပတ်စံမရှိဘူး तू ကပညာတတ်တယ် तू ကပညာမတတ်ဘူး तू ကကြည့်လို့ကောင်းတယ် तू ကကြည့်လို့မကောင်းဘူးဒါတွေလည်းသူ့နဲ့ပင်နဲ့ तू မှန်နေသေးတယ်မဟုတ်လားအဲ့ဒီအမှန်တရားတွေကိုမြင်ယုံလောက်နဲ့တရားသိတယ်လို့မဆိုအဲ့ဒီအမှန်ကိုမြင်ယုံလောက်နဲ့စိတ်ကတကယ်ငြိမ်းအေးမသွားဘူးချမ်းသာမသွားဘူးအဲ့တော့တကယ်ဘုံဘုံတို့တရားအဆင့်ထိရောက်အောင်မှန်ရမယ့်အမှန်ကဘယ်အမှန်နှုံးလို့မေးလို့ရှိရင်ရုပ်ဓာတ်နံဓာတ်တွေဖြစ်နေတာလို့အခြေခံအဲ့ဒါကိုမြင်ရပုဂ္ဂိုလ်တ attva မပါဘူးအဲ့ဒီရုပ်ဓာတ်နံဓာတ်တွေဟာလည်းပဲတစုံတရားကဖြစ်အောင်ဖန်ဆင်းထားလို့ဖန်တီးထားလို့ဖြစ်နေတဲ့အရာတွေမဟုတ်ဘူးသူကသူရှေ့သဘာဝတရားကိုအကြောင်းပြုပြီးတော့နောက်သဘာဝတရားတွေထပ်ပြီးတော့ဖြစ်ပေါ်နေခြင်းမျှအကြောင်းအကျိုးဖန်တီးသူမရှိဘူးကမ္ဘာလောကမှာတစုံတရားကဖန်တီးထားတာဖန်ဆင်းထားတာဆိုတဲ့အမြင်ကိုပဲလက်ခံတဲ့လူကသာအစမတန်များတာနော်ဘယ်သူဖန်တီးထားတာမှမဟုတ်ဘူးဒါသူ့သူအကြောင်းအကျိုးဆက်ပြီးတော့ဖြစ်ပေါ်ပြောင်းလဲနေတဲ့အရာလို့မြင်တဲ့လူဟာအလွန်မှနဲတယ်အဲ့ဒီအမှန်တရားထိရောက်အောင်
လူအများစုရဲ့ဉာဏ်ဟာမသက်ဝင်နိုင်ဘူးဓမ္မယုံဆိုတဲ့စကားလုံးလေးကိုအဓိပ္ပာယ်ဖွင့်တယ်နော်ဓမ္မဆိုတာဘာတုံးတရားဆိုတာဘာတုံးအမှန်ကိုခံရတဲ့စကားလုံးနဲ့ပြောရင်သစ္စာအဲ့ဒီအမှန်ရဲ့ level တွေကိုအခုအမျိုးမျိုးဖွင့်ပြတယ်တိမတိသိပြီးတော့အကြောင်းမထူးတဲ့အမှန်တရားတွေကတော့သိအရေးမပါပါဘူးဟုတ်လားအခုသိရင်အလွန်မှကိုချမ်းသာသွားစေမယ်မသိရင်အလွန်မှကိုဆင်းရဲတဲ့နှက်သွားမယ်အမှန်တရားကိုပြောနေပါနော်ဘာတွေတော့ရုပ်တဏ္ဍတ်တွေဖြစ်ပေါ်နေတာလို့အခြေခံအဲ့ဒါကိုသိရမယ်ဒါလည်းပဲဘဇူဖန်ဆင်းလို့မှဖြစ်နေတာမဟုတ်ဘူးအကြောင်းအကျိုးဆက်ဆက်ပြီးတော့ဖြစ်ပေါ်နေတာလို့အဲ့ဒါကိုလည်းအဲ့ဒီအမှန်ကိုလည်းသိရမယ်ဟုတ်တယ်အကြောင်းအကျိုးဆက်ဆက်ဖြစ်ပေါ်နေတဲ့သဘာဝတွေကျွတ်တို့အခုဖြစ်နေတဲ့စိတ်ချမ်းသာမှုသို့မဟုတ်စိတ်ဆင်းရဲမှုတစ်ခုခုဖြစ်နေတယ်ဆိုပါစို့ဘယ်ရာကမှအဲ့ဒါဖြစ်အောင်လုပ်တာမဟုတ်သူ့အရင်ကကိုဘလို့တွေးလိုက်တယ်လဲဆိုတဲ့အကြောင်းတရားကဖြစ်အောင်လုပ်တာပဲကျွတ်တို့စိတ်ချမ်းသာတဲ့အကြောင်းတွေးတော့စိတ်ချမ်းသာသွားတာစိတ်ဆင်းရဲတဲ့အကြောင်းတွေးရင်စိတ်ဆင်းရဲသွားအလွန်မှထင်ရှားတယ်နော်အခုလောလောဆယ်စိတ်ထဲမှာညစ်သွားတဲ့အပူသွားတဲ့အကြောင်းအရာတစ်ခုခုအာယုံတစ်ခုခုကိုတောက်လျှောက်နှလုံးသွင်းလိုက်တောက်လျှောက်စိတ်ဟာပူသွားလိမ့်မယ်ဘယ်သူလုပ်တာတော့ဘယ်သူမှလာမလုပ်ဘူးကိုယ့်ကိုလုပ်တာကိုယ့်ကိုလှုပ်တာလည်းပဲအတ္တသဘောကြီးနဲ့လှုပ်နေမှာမဟုတ်ဖြစ်เสียအကြောင်းရှိလို့သူဖြစ်သွားတဲ့သဘောပါပဲစိတ်ချမ်းသာစရာကြည်နူးစရာအခုပြောနေတဲ့အမှန်တရားမျိုးသမမုံမေတ္တာတရားအလွန်ကောင်းတဲ့အာယုံလေးကိုစိတ်နဲ့တွေ့ပေးလိုက်အဲ့ဒါဆိုရင်စိတ်ကတောက်လျှောက်ကိုပဲဖြစ်သွားတယ်ချမ်းသာသွားတယ်ငြိမ်းအေးသွားတယ်ငြိမ်သက်သွားတယ်အကြောင်းကြောင့်ဖြစ်နေတာဆိုတာအလွန်မှမထင်ရှားဘူးလားထင်ရှားတယ်အဲ့ဒီအမှန်ကြတော့ပို့ပြီးတော့ပဲဖြစ်သွားတော့နက်သွားပြီအဲ့ဒီယုတ်တဏ္ဍအကြောင်းအကျိုးဆက်ဆက်ပြီးတော့ဖြစ်ပေါ်နေတဲ့ဒီသဘာဝတရားတွေဟာတခဏလေးတောင်တီးနေတယ်လို့မရှိဘူးတဲ့တောက်လျှောက်ပျောက်လိုက်တယ်သူကပိုနဲ့သွားပြီဒီအမှန်ကြတော့ပိုနဲ့သွားပြီနော်တောက်လျှောက်ပျောက်လိုက်တယ်သူကစာရဲတော့ဘယ်လိုလေးထင်ရှားဥမာပေးတော့ဆိုတော့အလွန်ချွန်တက်စွာသွေးထားတဲ့အဖျားလေးပေါ်ကိုမုံညင်းစီလေးတင်လိုက်မယ်ဆိုရင်အဲ့ဒီမုံညင်းစီလေးကဘယ်လောက်ကြာအဲ့ဒီပေါ်မှာတီးနေမှာတော့မတီးဘူးတင်တာနဲ့တောက်လျှောက်ပဲလိမ့်ကြတော့အဲ့လိုပဲကျွတ်တို့ဒီအတွေ့အကြုံကျော်ကအတွေ့အကြုံဆိုတဲ့စကားလုံးလေးကိုအလွန်ကြိုက်တယ်ယုံနံဖြစ်နေတယ်ဆိုတာအမှန်အတွေ့အကြုံတွေတွေ့ကြုံနေတာပဲကောင်းရင်ကောင်းပဲဆိုရင်ဆိုမယ်ကြိုက်ချင်ကြိုက်မယ်မကြိုက်ချင်မကြိုက်ဘူးဘာပဲဖြစ်ဖြစ်เสียအကြောင်းရှိတဲ့အတိုင်းဖြစ်ပေါ်လာတဲ့သဘာဝတရားအဲ့ဒါဟာဘာလို့အတွေ့အကြုံမြင်ပြီးတော့တွေ့ကြုံနေရသလားကြားပြီးတော့တွေ့ကြုံနေရသလားတကြစားကြတောက်ကြမယ်စားတောက်ပြီးတော့တွေ့ကြုံလို့နော်ပြီးရင်ဘာလုပ်မလို့တွေးမယ်ကြံမယ်ဒါအတွေ့အကြုံပဲချမ်းသာတယ်ဆင်းရဲတယ်အတွေ့အကြုံပဲအဲ့ဒီအတွေ့အကြုံတွေဟာအဖျားလေးပေါ်မှာမုံညင်းစီလေးတင်လိုက်တဲ့အခါမှာဘလောက်ကြာကြာတီးနေမလဲအဲ့ဒီဥပမာကိုမြင်အောင်ကြည့်တောက်လျှောက်ပဲလိမ့်ကျသွားတယ်အဲ့လိုပဲကျွတ်တို့ရဲ့အတွေ့အကြုံတွေကတောက်လျှောက်ပဲချုပ်ပြောက်သွားတယ်ကုန်သွားတယ်မရှိတော့အဲ့ဒါမဟုတ်တော့ဘူးနောက်ထပ်အတွေ့အကြုံအသစ်ဟာအလွန်လျင်မြန်စွာဖြစ်ပေါ်တယ်အခုတရားဓမ္မတို့လမ်းလာခဲ့တဲ့အခါကားစီလာကြတယ်နော်လမ်းဘေးဝဲရမှာမြင်ကွင်းတွေရိပ်နဲ့အကုန်လုံးမလုပ်ခဲ့တော့ကြံခဲ့တယ်ဘဝအဲ့ဒါနဲ့အရန်တူကျွတ်တို့အတွေ့အကြုံအသစ်တွေကိုအချိန်တိုင်းယူရင်းနဲ့အဲ့ဒီအတွေ့အကြုံတွေကိုတောက်လျှောက်ကျွတ်တို့အပီးပိုင်ထားခဲ့ရတယ်လမ်းဘေးဝဲရကမြင်ကွင်းကပြန်ကြည့်ခြင်းရင်မြင်ရတယ်ဘဝရဲ့အတွေ့အကြုံဒီဟုသောမြင်ကွင်းတွေကပြန်ကြည့်ခြင်းလို့တောင်မမြင်ရတော့စိတ်ထဲမှာအတွေ့ထဲမှာရှိသေးတယ်လို့ဘာလို့ညာလို့ထင်တာတော့ရှိတာပေါ့တကယ်ကမရှိအောင်တောက်လျှောက်ကုံပြောက်လိုက်တာသဘာဝတရားကြီးဒါကျွတ်တို့ဘယ်သူမှအဲ့လိုဖြစ်အောင်လုပ်နေတော့သူ့သဘောကြီးကအဲ့တိုင်ကြီးပဲသူကနဲ့နဲသွားပြီနော်အဲ့ဒါဘာလို့ခေါ်လို့ဆိုအနိစ္စအမြဲတမ်းချုပ်ပြောက်လိုက်တယ်ကျွတ်တို့ကြိုက်ကောင်းဆိုးကျွတ်တို့စိတ်ထဲကဘလို့ပဲထင်တွေ့ကြုံနေသမျှအတွေ့အကြုံတွေအကုန်လုံးဟာတောက်လျှောက်ကိုပြောက်လိုက်သွားတယ်ကျွတ်တို့ကအချိန်တိုင်းအတွေ့အကြုံအသစ်ကိုအချိန်တိုင်းယူတယ်အဲ့ဒီအချက်ကိုမြင်အောင်ကြည့်အဲ့ဒီအနိစ္စကိုမြင်ရင်အဲ့ဒီတတိပဋ္ဌာန်တရားအားထုတ်တယ်ဆိုတဲ့အတွေ့အကြုံအသစ်တိုင်းကိုအတိမတ်ပြုဒါတွေ့ကြုံနေတယ်ဒါဖြစ်နေတယ်လို့စိတ်ကတတိနဲ့ဒီဥစ္စာကိုထပ်ပြီးတော့သိခဲ့ပြီးသားအရာမရှိတော့ဘူးသိခဲ့ပြီးသားအရာမရှိတော့ဘူးဆိုသူအလိုသဘောပေါက်တယ်တရားဆိုတာအမှန်ကလည်းပဲအမျိုးမျိုးရှိတယ်အခုပြောနေတယ်နော်ဒါတွေကပုဂ္ဂိုလ်တ attva တွေဘသူတွေဘဝတွေချစ်သူတွေမုန်းသူတွေပတ်စံရှိသူမရှိသူပညာတတ်သူမတတ်သူလှသူအိုသူဒါအပေါ်ယံအမှန်တရားတွေအဲ့ဒီအမှန်တရားကသိလို့ဘာမှသိပြီးတော့အကျိုးကျေးဇူးမများလာဘူးများသောအားဖြင့်အဲ့ဒီမှန်တယ်ဆိုတဲ့သမုဒိသစ္စာအမှန်ကလောဘဒေါသကိုပဲဖြစ်စေတာများပါတယ်များသောအားဖြင့်အချစ်နဲ့အမုန်းကိုပဲဖြစ်စေတယ်
ကျွတ်တို့တရားဟောတွေ့လိုက်တာနဲ့ကြိုက်သလားဒါမှမဟုတ်မကြိုက်ဘူးလားအဲ့ဒီနှစ်ခုကလာတာပဲနော်တစ်ခုခုလာတာပဲနော်အလဲအလက်ကလေးနေတာအလွန်ရှားတယ်သဘောကျသွားသလားသို့မဟုတ်သဘောကျမသွားဘူးလားသဘောကျရင်လည်းပဲလောဘအစွန်းကိုနင်းမိရရောက်တယ်သဘောမကျဘူးဆိုရင်လည်းဒေါသအစွန်းကိုနင်းမိရရောက်တယ်ဒါကြောင့်အဲ့ဒီသမုဒိသစ္စာအန္တရာယ်ရှိတဲ့အမှန်ပဲတကယ်ကကျွတ်တို့ဘယ်အမှန်ထိသွားရမှာတော့တရားကိုသိအောင်လုပ်တဲ့ခါမှာဘယ်အမှန်ထိသိအောင်လုပ်ရမှာဆိုအခုအဆင့်ဆင့်ဖုံဖုံပြောတယ်နော်ယုတ်တနတ္တတွေဖြစ်ပေါ်နေတာဒါကလည်းပဲဖန်ဆင်းလို့ဖြစ်နေတာမဟုတ်အကြောင်းအကျိုးဆက်ဆက်ပြီးတော့ဖြစ်နေတာဒီအခြေခံဉာဏ်အမြင်နှစ်ခုကိုအခြေခံမူရထားပြီးတော့ဒီဖြစ်ပေါ်နေတဲ့သဘာဝဟာတောက်လျှောက်ကုံပြောက်လိုက်နေတဲ့သဘာဝဘယ်သူမြင်နိုင်တယ်လဲဒီမှာမြင်နိုင်ကျွတ်တို့အဲ့လိုကုံပြောက်ရင်းနဲ့ကျွတ်တို့အခုဒီကျွတ်တို့ရဲ့ခရီးလေးဟာဒီအခြေအနေရောက်နေပြီနော်ကျန်တာတဲ့အကုန်လုံးကျွတ်တို့ဘာမှမရှိတော့နောက်ထပ်ဆက်ပြီးတော့တွေ့မယ်အတွေ့အကြုံအဲ့ဒါတွေဟာလည်းဒီပုံစံအတိုင်းပဲမလုပ်သွားမှာတော့ကွယ်လွန်သွားမယ်ကွယ်လွန်ဆိုတဲ့စကားကိုဘယ်နေရာမှာသုံးတာတော့လူတယောက်ပေတဲ့ခါမှာသုံးတာကွယ်သွားပြီလွန်သွားပြီမမြင်ရတော့မရှိတော့အဲ့လိုရုပ်တွေဟာအမြဲတမ်းမရှိတော့ဘူးဆိုတဲ့အနေအထားနဲ့အမြဲတမ်းကုန်လွန်တယ်ဒါပေမဲ့အတွေ့အကြုံအသစ်ကအမြဲတမ်းရနေတဲ့အတွက်ကြောင့်ကျွတ်တို့ကပျောက်သွားတဲ့အနေအထားကိုမသိဘူးအမြဲတမ်းဒီတိုင်းကြီးရှိတယ်လို့ပဲထင်နေတယ်စိတ်ရဲ့ဖောက်ပြန်မှားယွင်းမှုဝိပ္ပန္နတခေါ်တာပေါ့နော်တကယ်သဘာဝတရားဖြစ်နေတာကအနိစ္စဖြစ်နေတာစိတ်ကမှတ်ထင်နေတာကနိစ္စလို့မှတ်ထင်တယ်တကယ်ဖြစ်နေတာကအမြဲတမ်းကုံပြောက်နေတယ်ကိုထင်နေတာကအမြဲတမ်းတည်ရှိနေတယ်လို့ထင်နေတယ်ဘယ်လောက်လွဲတော့ဟုတ်တယ်နော်အဲ့ဒါလိုအမြဲတမ်းကုံပြောက်နေတဲ့အတွက်ကြောင့်ဒီသဘာဝတရားတွေဟာတကယ်ကျင့်နှံ့မှုအစစ်အမှန်ချမ်းသာမှုအစစ်အမှန်ကိုရနိုင်တဲ့သဘာဝတရားများမဟုတ်ကြဘူးတဲ့မကောင်းမွန်တဲ့သဘာဝတရားကျွတ်တို့ကမမြင်ညာသေးလို့တာဒုက္ခဒီသဘာဝတရားကြီးရဲ့အပေါ်မှာဘုန်းဘုန်းတို့ဟာဟိုလိုဖြစ်ပါဒီလိုဖြစ်ပါလို့အကြောင်းတရားတစ်ခုလုတ်ပြီးသွားပြီဆိုရင်ကျွတ်တို့ဘာမှဝင်ရောက်ဆွတ်ဖက်လို့မရဘူးဖြစ်เสียအကြောင်းရှိရင်ဖြစ်မယ်ဖြစ်เสียအကြောင်းမရှိရင်မဖြစ်ဘူးဖြစ်ချင်းမဖြစ်ချင်းဟာကိုယ်ဆန္ဒပေါ်မှာမူတည်မနေဘူးအကြောင်းတရားပေါ်မှာပဲမူတည်နော်ထမင်းကိုပြော့အောင်ချက်ထားတယ်ဆိုရင်ပြီးမှမာခြင်းလို့မရဘူးပြော့ရင်အစာရဲအစာကြီးများများနဲ့ချက်ဒါပဲအစာရဲအစာလုတ်နော်လုတ်ပြီးမှတော့ပြင်လို့မရအဲ့ဒါဘာခေါ်အနတ္တဒါအပေါ်ယံလေးနားလည်အောင်ဘုံဘုံပြောတာပါတော့တရားဆိုတာဘာတုံးတရားဆိုတာအမှန်အခုအမှန်ကိုအဓိပ္ပာယ်ဖွင့်နေတာပြောင်းလဲနေတယ်ကောင်းမွန်တဲ့အရာမဟုတ်ဘူးကိုဇိုးကိုယ်ပိုင်လှုပ်လို့ရတဲ့အရာတွေမဟုတ်ဘူးအိဋ္ဌဒုက္ခအနတ္တအဲ့ဒါကိုသိလို့ရှိရင်အဲ့ဒီဉာဏ်ကိုဒါဝိပဿနာဉာဏ်ခေါ်တာဟုတ်ပြီနော်အဲ့ဒီဉာဏ်ကိုဘုံဘုံတို့တတိပဋ္ဌာန်တရားအားထုတ်ရင်းနဲ့ရနိုင်တယ်အားမထုတ်ရင်တော့မရဘူးဒါတတိပဋ္ဌာန်တရားဆိုတာပြစ္ဆုတ်ပန်တိုင်းကိုအတိအမှတ်ပြုတာတကယ်တမ်းပြစ္ဆုတ်ပန်တိုင်းကိုသိအောင်လုပ်လို့ရှိရင်ပြောင်းလဲသွားတယ်နောက်ထပ်ဟာအသစ်ပါလားဆိုတော့ तू မသိပဲအနေဘူးအဲ့ဒီကျင့်စဉ်ကိုကျင့်လို့ဒီသဘာဝလောကကြီးရဲ့ပုံမှာအနိစ္စဒုက္ခအနတ္တကိုတကယ်ပိုင်နိုင်သိလာရင်အဲ့ဒီလိုပါဘာကိုဆက်သိမလဲဆိုတော့သိလိုက်လို့ရှိရင်စိတ်ကိုဖြူစင်သွားစေနိုင်လောက်သည်အထိမှန်တဲ့အမှန်တရားကိုသိမယ်အဲ့ဒီအမှန်ကိုကြတော့အရိယသစ္စာလို့ခေါ်တယ်ဟောမြင့်သွားပြီနော်ဘာသစ္စာလဲတော့အရိယသစ္စာဆိုတာသိလိုက်လို့ရှိရင်အရိယဖြစ်သည်အထိစိတ်ကဖြူစင်သွားတာတနည်းအားဖြင့်အရိယာသူတော်စင်များသိသွားတဲ့အမှန်တရားတနည်းအားဖြင့်သိလိုက်ရင်အရိယာဖြစ်သွားစေမဲ့အမှန်တရားအဲ့ဒီစကားကိုကျုပ်ကပို့တောင်ကြိုက်သေးတယ်သူ့ကိုသိရင်အရိယာဖြစ်မယ်အရိယာဆိုတာဘာတော့ကျုပ်တို့အရိယာကိုပတ်နိုင်ထားနော်အရိယာဆိုတဲ့စကားလုံးနဲ့ဆန့်ကျင်ဘက်ဘယ်စကားလုံးနဲ့တွဲပြီးတော့ကျုပ်တို့နားလည်ထားတာတော့ပုထုဇဉ်ဟုတ်တယ်မဟုတ်လားတို့ကပုထုဇဉ်နေအရိယာမှမဟုတ်တာပုထုဇဉ်ဆိုတာမပြောတာတော့ပုထုဇဉ်ဆိုတာမမောမှုတွေမကျေနပ်မှုတွေတွေးဝေမှုတွေအလွန်များပြားထူပြောစွာဖြစ်နေတဲ့တရားကိုပုထုဇဉ်လို့ခေါ်တယ်နော်အရိယာဆိုတာအဲ့ဒီအညစ်အကြေးတွေပူလောင်မှုတွေသူ့အရှင်နဲ့သူရှင်းသွားလို့နော်ဖြူရှင်တဲ့ပုဂ္ဂိုလ်အရိယာလို့ခေါ်တယ်အရိယာဆိုတာဖြူရှင်မှုကျွတ်တို့စိတ်ကလေးကိုဖြူစင်ခြင်းညပြောရင်ကျွတ်တို့ရဲ့အပြင်းထန်သုံးသောဆန္ဒကသူတော်ကောင်းဖြစ်ဖို့ပါပဲတကယ်တမ်းကဖြစ်ချင်ကြတယ်မဟုတ်လားကျန်တာဘာကြီးဖြစ်လို့မှအဲ့ဒီဂုံကိုမမိဘူးနော်ဟုတ်တယ်မဟုတ်လားသူတော်ကောင်းဆိုတဲ့ဂုံဟာဂုံတကဂုံထဲမှာအမြင့်ဆုံးပဲခုကျွတ်တို့ဖះကိုဘာပတ်စံရှိလို့ကိုးဝယ်တာလားဘာလို့ကိုးဝယ်တာတော့သူတော်ကောင်းထဲမှာတော့အထွတ်အမြတ်ပဲဆိုပြီးတော့ကိုးဝယ်တာနော်
ဟုတ်တယ်မဟုတ်လားအဲ့တော့သူတော်ကောင်းဖြစ်မဖြစ်ဆိုတာကအမှန်တရားကိုဘယ်လောက်သိတယ်လဲမသိဘူးလဲဆိုတာပုံမှာမူတည်တာအဲ့တော့အမှန်တရားဆိုတာခုပြောခဲ့ပြီနော်စောစောကပေါ်လို့ကျော်လို့အမှန်တရားတွေကိုပြောတာမဟုတ်ဘူးရုပ်ရဏန္တမျှတာဖြစ်နေတာအကြောင်းအကျိုးမျှတာဖြစ်နေတာအနိစ္စဒုက္ခအနတ္တမျှတာဖြစ်နေတာလို့အခြေခံဒီအသည့်တွေခိုင်မာလာတဲ့နောက်မှာဒီဘဝတွေဟာလုံးဝမကောင်းတဲ့သဘာဝတို့ရဲ့ဖြစ်စဉ်ပဲလို့ဒုက္ခသစ္စာကိုပိုင်းခြားပြီးတော့သိဟာဘဝမှန်ရင်ဘာဖြစ်နေတဲ့ဘဝမှာအကောင်းမဟုတ်ဘူးတကားကတော့ကုံသွားပြီနော်တထေးဖြစ်နေတဲ့ဘဝလည်းမကောင်းဘူးခြံရံရှိတဲ့လူရဲ့ဘဝလည်းမကောင်းဘူးအချီးမွမ်းခံနေရတဲ့လူရဲ့ဘဝလည်းမကောင်းဘူးဒါလူတွေမှတ်တဲ့အရာကိုဘုံမဦးစားပေးပြီးပြောတာဟုတ်လားဘဝမှန်ရင်ဘလို့ဖြစ်နေတဲ့ဘဝမျိုးမှာကောင်းတဲ့အခြေအနေမဟုတ်ဒုက္ခသစ္စာအဲ့ဒီအမှန်တရားကိုကျွတ်တို့မြင်လားမမြင်ဘူးမမြင်တဲ့အတွက်ကြောင့်စိတ်ကမဖြူတာပဲကျွတ်တို့လူတွေပုံမှာဘဝတွေပုံမှာဒုက္ခလို့မမြင်ဘူးဘလို့မြင်တာတော့ကိုမြင်ရင်လို့ရှောက်မြင်နေတာအကျဉ်းများအဖြစ်ဘဝတွေပုံမှာကျွတ်တော်ဟာချစ်စရာလို့မြင်တယ်မုန်းစရာလို့မြင်တယ်ဒီနှစ်ခုပါပဲဟုတ်မဟုတ်ကွာကိုစဉ်းစားကိုဘဝပုံမှာကိုဘလို့မြင်တယ်သူများဘဝတွေပုံမှာကိုဘလို့မြင်တယ်ချစ်စရာလို့မြင်တယ်မုန်းစရာလို့မြင်တယ်ချစ်စရာလို့မြင်တဲ့အခါမှာချစ်မယ်မုန်းစရာလို့မြင်တဲ့အခါမှာမုန်းမယ်ဒါလောဘဒေါသကိုစကလုံးလေးဖလှယ်ပြီးတော့ပြောလိုက်တာချစ်တယ်ဆိုတာလောဘမုန်းတယ်ဆိုတာဒေါသကျွတ်တို့ကြိုက်တယ်မကြိုက်ဘူးနဲ့သွားတာဘဝတစ်လျှောက်လုံးဟုတ်လားအဲ့ဒီအဆင့်ကိုဘုံဘုံတို့ကြော်လွန်ဖို့အတွက်ချစ်ချင်းမုန်းချင်းဆိုတဲ့ရလက်ဆိုးမထွက်အောင်ကျွတ်တို့ကလေးနဲ့တဲ့အမှန်တရားကိုမြင်ရမယ်အဲ့ဒါဒုက္ခသစ္စာကိုမြင်လို့ရှိရင်ချစ်ချင်းမုန်းချင်းမရှိဘူးအထင်ကြီးချင်းအထင်သေးချင်းလည်းမရှိဘူးဘာအထင်ကြီးမှာတော့အကုန်လုံးဒုက္ခရောက်နေကြတာဒီလိုမြင်သွားတာအထင်လည်းသေးစရာမရှိဘူးကိုယ်လည်းဒုက္ခရောက်နေတဲ့တဲ့ကွာသူများအထင်သေးတယ်ဆိုတာကိုအထင်ကြီးပြီးမှဖြစ်တဲ့ကိစ္စဟုတ်တယ်မဟုတ်လားအဲ့တော့အထင်ကြီးချင်းအထင်သေးချင်းဆိုတာလောကမှာဘာကြောင့်ဖြစ်နေတာတုံးလို့မေးရင်သစ္စာဆိုတဲ့အမှန်ကိုမမြင်လို့ထွက်လာတဲ့မှားယွင်းတဲ့အဖြေတစ်မျိုးပဲအဲ့ဒီအထင်ကြီးချင်းအထင်သေးချင်းကပဲစိတ်ကိုများစွာပင်ပန်းစေတာပြောရရင်ရိုးရိုးလေးပါတယောက်နဲ့တယောက်မတူဘူးထင်လို့အထင်ကြီးတယ်အထင်သေးတယ်ဆိုတာဖြစ်တယ်ဟုတ်တယ်မဟုတ်လားဒုက္ခသစ္စာဆိုတာမတူဘူးဆိုတာမရှိဘူးအကုန်လုံးဒုက္ခရောက်နေကြတယ်ဒုက္ခဖြစ်နေတယ်တကယ်ကဘုံဘုံကဘာကိုကြိုးစားပြီးတော့ပြောအောင်ဆိုဒုက္ခသစ္စာဆိုတဲ့အမှန်တရားကိုသာမြင်ပဲဆိုလို့ရှိရင်ကျွတ်တို့ရဲ့စိတ်ဟာဘလောက်ဖြူစင်သွားမလဲဆိုတာလေးကိုရိပ်မိအောင်ပြောတာအထင်ကြီးနေရတယ်အထင်သေးနေရဆိုဘယ်ဖြူစင်မလို့ချစ်နေတယ်မုန်းနေတယ်ဘလို့ဖြူစင်မလို့ဟုတ်တယ်မဟုတ်လားအဲ့တော့ချစ်ချင်းမုန်းချင်းဆိုတဲ့အထင်ကြီးချင်းအထင်သေးချင်းဆိုတဲ့မှားယွင်းမှုရလက်ဆိုးတွေမထွက်မှဒီစိတ်ကလေးကိုဖြူစင်တယ်လို့ခေါ်တယ်အဲ့ဒီအဖြေထွက်ချင်တယ်ဆိုရင်ဘဝဆင်းရဲခြင်းမျှပဲဆိုတဲ့နံပါတ်1အမှန်တရားကိုဘုံတို့ပိုင်းခြားပြီးတော့မြင်နိုင်အောင်ကြိုးစားရမယ်ဒါကျုပ်တို့ပန်းနိုင်ထားရမယ်အသိဉာဏ်ပေါ့အဲ့လိုဆိုရင်ဒီဒုက္ခတွေကဘာကြောင့်ဖြစ်တော့ဒုက္ခဖြစ်နေတာကိုဒုက္ခဖြစ်နေမှမသိတဲ့အတွက်ကြောင့်ဒီဒုက္ခဖြစ်စဉ်ကြီးရဲ့အပေါ်မှာပဲဘုံဘုံတို့ဟာနှီးမျိုးစုံနဲ့တွေ့တာနေကြတယ်မမောနေကြတယ်အဲ့ဒီတွေ့တာမမောမှုဒီဒုက္ခဖြစ်ခြင်းရဲ့အကြောင်းတရားပဲကျုပ်တို့အရာအလုံးရဲ့အပေါ်မှာကျုပ်တို့တွေ့တာနေတာတွေရှိတယ်မမောနေတာတွေရှိတယ်ဒါကျုပ်တို့မှာတကယ်ဖြစ်နေတဲ့သဘာဝတရားပေါ့နော်ဘာဘူးလို့မမောတွေ့တာမှုဖြစ်နေရတယ်လဲလို့မြင်ကောင်းတယ်ထင်လို့အကယ်၍သာဒုက္ခသစ္စာကိုမြင်မယ်ဆိုရင်မမောတွေ့တာမှုဖြစ်နိုင်မလားမဖြစ်နိုင်ဘူးမမောတွေ့တာမှုမဖြစ်လို့ရှိရင်မမောတွေ့တာမှုကြောင့်ဖြစ်တဲ့ဒုက္ခတွေကဖြစ်เสียကြောင်းမရှိဘူးဖျားဖြစ်ဖြစ်ချင်းဥရန်ကျူးတာအနေကဇာတိတန်တာရံတန်တာဝိတံအနိပိတံကြားဘူးတယ်မဟုတ်လားဘဝတွေတဘွားပြီးတဘွားတက်ဖြစ်နေရတာပင်ပန်းတယ်ဆင်းရဲတယ်ဒါကြောင့်ဒီဆင်းရဲမှုကြီးကဘာကြောင့်ဖြစ်နေတာလဲလို့အကြောင်းတရားကိုရှာတာမတွေ့ဘူးတဲ့မတွေ့သေးသမျှငါဟာအဲ့ဒီမဆုံးနိုင်တဲ့ဒုက္ခစက်ကြီးကိုဆက်ပြီးတော့လေပတ်ချင်းဆိုတဲ့အမှုကိုပြုပြီးတော့ဒုက္ခစက်ကြီးထဲမှာငါဒုက္ခရောက်ခဲ့ရတယ်ဘာကြောင့်ဒုက္ခဖြစ်တယ်လဲဆိုတဲ့အကြောင်းတရားကိုလည်းငါတွေ့လိုက်ရောဒုက္ခတွေကရက်သွားတယ်လို့ဘုရားအဲ့လိုဟောတယ်အခုဒုက္ခဘာကြောင့်ဖြစ်တယ်လို့ပြောနေရတော့လိုချင်မဲ့မောမှုကြောင့်ဒုက္ခဖြစ်တယ်အဲ့ဒါကိုကျွတ်တို့မြင်လားမမြင်ဘူးဒါရင်လိုချင်မမောမှုကဘာကြောင့်ဖြစ်တုံးဆိုတော့ဒုက္ခဆိုတဲ့အမှန်တရားကိုမမြင်လို့လိုချင်မမောမှုကဖြစ်တယ်ဒုက္ခကိုဒုက္ခမှမသိရင်ဒုက္ခပေါ်မှာလိုချင်မယ်ဒုက္ခပေါ်မှာလိုချင်ရင်ကိုလိုချင်တဲ့ဒုက္ခရမယ်ဒါပဲဒုက္ခကိုဒုက္ခမှမသိမယ်ဆိုရင်ဒုက္ခပေါ်မှာမလိုချင်ဘူးဒုက္ခကိုမလိုချင်ရင်ကိုမလိုချင်တဲ့ဒုက္ခမရအောင်တောင်ဘုရားကတော့ဒေသနာတွေကိုရိုးရိုးလေးပဲဟောတယ်ဘဝကိုနှစ်သက်သူသည်ဒုက္ခကိုနှစ်သက်သူမြည်၏ဒုက္ခကိုနှစ်သက်သူသည်ဒုက္ခကမလွတ်နိုင်ဘဝကိုမနှစ်သက်သူသည်ဒုက္ခကိုမနှစ်သက်သူမြည်၏ဒုက္ခကိုမနှစ်သက်သူသည်ဒုက္ခကလွတ်မြောက်လိမ့်မယ်ဒီဒေသနာတွေရဲ့လေးနက်မှုကိုဉာဏ်ရှိရင်ရှိသလောက်ခံစားနိုင်တယ်ပေါ့နော်တပုံပြောနေတာပါတော့
ဓမ္မယုံဓမ္မအာယုံဓမ္မဆိုတာဘာလို့တရားအာယုံလေးနဲ့နေဖို့နော်တရားအာယုံလေးနဲ့နေတဲ့အခါမှာအထောက်အကူပြုဖို့အဆောက်အဦကြီးစောင့်ထားတယ်တနည်းအားဖြင့်ဒီထဲမှာကိုပဲနော်ရောက်လာတာနဲ့ဘုရားကိုမြင်လဲရတဲ့ဒါကတရားအထုတ်တဲ့နေရာဆိုတဲ့အတိကြီးကလည်းလွှမ်းမိုးနေတယ်အဲ့ဒီဟာတွေကကျွတ်တို့ရဲ့စိတ်ကိုတရားအာယုံနဲ့တွေ့ဖို့အတွက်အများကြီးအကျိုးကျေးဇူးပြုမနေဘူးလားပြုနေတယ်အဲ့ဒီဟာကိုဘုံဘုံကအဓိပ္ပာယ်ဖွင့်နေတာတော့တရားအာယုံတရားဆိုတာဘာလို့တရားဆိုတာအမှန်ရဲ့အဆင့်အမျိုးမျိုးကိုပြောနေတယ်နော်ခုဘယ်နှဆင့်ရှိသွားပြီဆိုတော့၄ဆင့်ရှိသွားပြီယုံနာနေပဲဖြစ်နေတာပုဂ္ဂိုလ်တ attva ရှိတာမဟုတ်ဘူးဆိုတဲ့အမြင်ဖန်ဆင်းလို့ဖြစ်နေတာမို့အကြောင်းအကျိုးဖြစ်နေတာဆိုတဲ့အမြင်အနိစ္စဒုက္ခအနတ္တတွေဆိုတဲ့အမြင်သစ္စာ၄ပါးဆိုတဲ့အမြင်သစ္စာ၄ပါးမှာ2ပါးပဲပြောရတယ်နော်ဘဝရဲ့ဆင်းရဲတယ်ဆိုတာနံပါတ်1အမှန်တရားကိုတိတိမတိတိလက်ခံခံမခံခံဒါအမှန်တရားကြီးဘဝပေါ်မှာမမောတဲ့စိတ်တည်ပင်လျင်အဲ့ဒီဘဝဒုက္ခတွေကိုဆက်ပြီးတော့ဖြစ်စေတဲ့အကြောင်းတရားဒါလည်းအမှန်ပဲအဲ့လိုဆိုရင်ဘဝတွေချုပ်သွားတဲ့ဒုက္ခတွေချုပ်သွားတဲ့အနေအထားတရက်ငြိမ်းအေးမှုနိဗ္ဗာန်အဲ့ဒီနိဗ္ဗာန်ဆိုတာဘာတုံးဆိုနိဗ္ဗာန်ဆိုတာမလိုချင်တော့တဲ့သဘောလိုချင်မှုချုပ်ငြိမ်းသွားတဲ့သဘောဟာဒုက္ခချုပ်ငြိမ်းခြင်းပဲဆိုသူကတတိယမြောက်အမှန်တရားဉာဏ်မြင်နဲ့ဆက်ရောက်အောင်လုပ်ရမယ့်အမှန်တရားကျွတ်တို့ရဲ့ပန်းတိုင်နိဗ္ဗာန်ဆိုတာအဲ့ဒါဘုံဘဝအခုတလောစာအုပ်တုပ်ကိုခဏခဏကြော်ညာနေဘဝနဲ့နိဗ္ဗာန်တဲ့ရေးတဲ့စတော်ကြီးကတော့ပြန်တော်မူသွားပြီလွန်ကြည်ညိုစရာကောင်းပါတယ်ဥမာဒိတာတိတိဘိဝန္တမြတ်စွာဘုရားပြိဋိနိဗ္ဗာန်စံဃာနေမှာကျူးရင်ခဲ့တဲ့ဥဒန်းဂါထာလေးတစ်ပုဒ်ကိုအခြေခံပြီးတော့ရေးတာနိဗ္ဗာန်အကြောင်းပြောရတာကိုမပိုင်နိုင်တဲ့အကြောင်းအရာဖြစ်လို့မို့ကြံညွှန်းမလို့ပြောနေတာမြတ်စွာဘုရားပြိဋိနိဗ္ဗာန်စံဃာနေမှာအာယုသင်္ခါရလွတ်တယ်အာယုသင်္ခါရဆိုတာကအသက်ဆက်ပြီးတော့ရှင်ဖို့အတွက်လုံးလကြိုးကိုအထုတ်တဲ့သဘောမြတ်စွာဘုရားအသက်80ဆိုတော့ခန္ဓာကိုယ်ကလှဲအိုကြီးလို့ယုံရွဲနေပြီအဲ့ဒီအချိန်မှာမြတ်စွာဘုရားဖလားသမပတ်တွေဝင်စားပြီးတော့ဒီလှဲအိုကြီးကိုကျိုးနဲ့တုတ်တယ်လို့မသေးအောင်မြတ်စွာဘုရားကြိုးပမ်းအထုတ်အဲ့ဒါအာယုသင်္ခါရပြုတယ်ပေါ့နော်အဲ့ဒီကြိုးပမ်းအထုတ်မှုမျိုးကိုမြတ်စွာဘုရားဆွန့်လွတ်လိုက်တယ်တဲ့အာယုသင်္ခါရလွတ်တယ်ခေါ်တယ်မြတ်စွာဘုရားပြိဋိနိဗ္ဗာန်မဆန်ခင်မှာအဲ့ဒီအာယုသင်္ခါရလွတ်တဲ့အချိန်မှာမြေကလေးအကြီးကျယ်လှုပ်တယ်အဲ့ဒီအချိန်မှာမြတ်စွာဘုရားကိုရှင်အနန္ဒာလာပြီးတော့လျှောက်တယ်မြေငင်ကြီးလှုပ်တယ်ကြောက်စရာကြီးဘာဖြစ်လို့လှုပ်လဲမသိဘူးငါအာယုသင်္ခါရလွတ်လို့အသက်ရှင်ဖို့အတွက်လုံးလမပြုတော့အဲ့မှာရှင်အနန္ဒာအတင်းတောင်းပါတယ်မြတ်စွာဘုရားလောကကြီးရဲ့ကောင်းကျိုးချမ်းသာကိုဆောင်ရွက်နိုင်ဖို့အတွက်မြတ်စွာဘုရားအသက်ရှင်သန်ဖို့အတွက်လုံးလပြုပါဦးဆွန့်လွတ်ပြီးသွားပြီအဲ့ဒီအချိန်မှာမြတ်စွာဘုရားဥဒန်းကျူးတဲ့ဂါထာလေးကိုအခြေခံပြီးတော့ဆိုကြီးကရေးတာဘဝနဲ့နိဗ္ဗာန်တဲ့အဲဒီတွေကဉာဏ်ပညာဓာတ်ခံပါမဲ့လူလေးတွေအတွက်ရည်ရွယ်ပြီးတော့ပြောတုလမတုလင်္စတံဘဝံဘဝသင်္ခါရမောတစီမုနိဣဇဒရတောတမဟိတောအဘိနိကဝဆမိဝတ္တတံဘဝံဒီဂါထာလေးဥဒန်းကျူးအဓိပ္ပာယ်လေးကိုဘုံနည်းနည်းပြောရနော်တုလမတုလင်္စတံဘဝံအတုလံနဲ့အတုလဆိုတာအတုမရှိနိဗ္ဗာန်ကိုပြောတာအဲ့ဒီနိဗ္ဗာန်နဲ့တံဘဝံအလုံးစုံသောဒီဖြစ်ချင်းတရားလို့ခေါ်တဲ့ဘဝနိဗ္ဗာန်ကိုတစ်ဖက်မှာထည့်မယ်ဘဝကိုတစ်ဖက်မှာထည့်မယ်ဘယ်တစ်ဖက်မှာဆိုချိန်ဝင်ကိုမျက်စိနဲ့မြင်ကြည့်လိုက်ချိန်ဝင်ကြီး9ခွက်ရှိရောနော်နိဗ္ဗာန်ကိုတစ်ဖက်မှာထည့်မယ်ဘဝကိုတစ်ဖက်မှာထည့်အဲ့ဒါကိုမြတ်စွာဘုရားတုလံဆိုတာချိန်ဆက်ကြည့်တယ်ဆိုလိုတာကဘဝကဘယ်လိုသဘောရှိတာတော့ဘဝនិရောဓဘဝချုပ်ရလို့ဆိုတဲ့နိဗ္ဗာန်ကဘယ်လိုသဘောရှိတာတော့ဆိုတော့ချိန်ဆက်ကြည့်တဲ့အဖြစ်ဘယ်လိုထွက်အောင်ဆိုတော့ဘဝကဒုက္ခနိဗ္ဗာန်ကဘဝនិရောဓဖြစ်တဲ့အတွက်ကြောင့်ဒုက္ခនិရောဓဒုက္ခချုပ်ရဒုက္ခဖြစ်နေတဲ့သဘောနဲ့ဒုက္ခချုပ်သွားတဲ့သဘောပဲတကယ်ကဒါအကျဉ်းမြင်လေးနားလည်အောင်ပြောတာကျွတ်တို့ကဘဝရဲ့အပေါ်မှာအမြင်မရှင်းတဲ့အတွက်ကြောင့်ဘဝအပေါ်မှာတန်ရောစင်မပြတ်တဲ့မျက်လုံးနဲ့ကြည့်လို့ဘဝကိုဒုက္ခလို့ပြစ်ပြစ်ခါကားကိုမပြောရဲဘူးဟုတ်လားဘဝကိုလွတ်တော်မှာစိုးတယ်နော်ကညှိပြီးတော့ဒီဘဝမရှိတော့ဘူးဆိုဘာနဲ့နေရမလဲလို့ပဲစဉ်းစားမှာပေါ့အဲ့ဒါနားမလဲသိရင်အသိမစဉ်းစားနဲ့ဘဝရဲ့သဘောကိုသာအမှန်သိအောင်ဖိပြီးတော့လုပ်နိဗ္ဗာန်ရဲ့သဘောအလိုလိုသဘောပေါက်လိမ့်မယ်နိဗ္ဗာန်ရဲ့သဘောကိုတစ်ဖက်သက်သဘောပေါက်အောင်ဘဝရဲ့အကြောင်းကိုသဘောမပေါက်သေးပဲနဲ့နိဗ္ဗာန်အကြောင်းကိုသဘောပေါက်အောင်အရင်သွားကြိုးစားရင်ခြားခြားလဲသွားလိမ့်မယ်သဘောပေါက်လားဘုံဘုံပြောတာခုဘုရားကဗါလဲတော့အတုမဲ့နိဗ္ဗာန်ရဲ့
အလုံးစုံသောဖြစ်ချင်းလို့ဆိုတဲ့ဘဝရဲ့အဲ့ဒါကိုချိန်ဝင်ထဲမှာထည့်ပြီးတော့ချိန်ဆက်နှိုင်းရှင်ပြီးတော့ကြည့်ပြီးတော့မြင်သွားတဲ့အခါမှာဘာကိုဆွန့်လွတ်လိုက်လဲဆိုတော့ဘဝသင်္ခါရမောတတိမုနိဘဝတွေကိုထက်ထက်ဖြစ်စေတဲ့အကြောင်းတရားဖြစ်တဲ့ကံသင်္ခါရတရားတွေအကုန်လုံးဆွန့်လွတ်လိုက်တယ်နော်သူလိုတာဘဝဆင်းရဲဖြစ်တဲ့ကြောင့်ဘဝတွေဆက်ဖြစ်အောင်သူမလုပ်တော့ဘူးဘဝဆက်ဖြစ်စေတဲ့အကြောင်းတရားတွေအကုန်လုံးကိုပယ်ဆွန့်လိုက်ပြီလို့ပြောတာအစ္ဆဒရတောတမဟိတောအဘိနိကဝဆမိဝတ္တတံဘောအတွင်းမှာပျော်မွေ့တဲ့စိတ်ရှိတယ်ဆိုလိုတာတတိပဋ္ဌာန်တရားပွားပြီးတော့ဘဝရဲ့အကြောင်းကိုနားလည်အောင်ကြိုးစားရင်းနဲ့ပျော်မွေ့နေတဲ့သဘောလေးလို့အကျဉ်းပြင်းလေးနားလည်စေချင်အဲ့လိုဆိုရင်စိတ်ဟာတည်ငြိမ်တယ်အစ္ဆဒရတောတမဟိတောအတွင်းမှာပျော်မွေ့ပြီးတော့တည်ငြိမ်တဲ့စိတ်ရှိတဲ့မြတ်စွာဘုရားအဘိနိကဝဆမိဝတ္တတံဘောရန်သူစစ်သူကြီးရဲ့ချက်ဝတ်တစားအဲ့ဒါကြီးခံနေတော့သူ့ကိုတတ်လို့မရအောင်နော်အဲ့ဒီချက်ဝတ်တစားကိုဖျက်ဆီးပစ်လိုက်တယ်လို့မျိုးကိလေသာကွန်ရက်ကိုမြတ်စွာဘုရားဖျက်ဆီးပစ်လိုက်ပြီဘယ်နည်းနဲ့ဖျက်ဆီးတာလဲဆိုတော့အစ္ဆဒရတောတမဟိတောတရားနှလုံးကျင့်သုံးပြီးတော့ဖျက်ဆီးတယ်လို့အကျဉ်းမြင်လူငယ်တွေနားလည်လို့ပြောအဲ့ဒီဂါထာလေးကိုအခြေခံပြီးတော့ရေးတာဘဝနဲ့နိဗ္ဗာန်ဆိုတာနော်သစ္စာ၄ပါးပါပဲဘဝဒုက္ခသစ္စာဘဝရဲ့ဆင်းရဲတဲ့သဘာဝကိုမသိမှုအဝိဇ္ဇာကြောင့်ဘဝရဲ့ပုံမှာမက်မောတယ်ဆိုတဲ့လောဘတဏ္ဍာဟာဘဝဖြစ်ခြင်းရဲ့အကြောင်းတရားသမုဒယသစ္စာဘဝချုပ်ငြိမ်းရာနိဗ္ဗာန်တနည်းအားဖြင့်ဘဝရဲ့ပုံမှာအမှန်သိပြီးတော့ဘဝရဲ့ပုံမှာတွေ့တာမှုမရှိတော့တဲ့အတွက်ကြောင့်ဒုက္ခတွေငြိမ်းသွားတယ်ဆိုတဲ့သဘောဟာនិရောဓသစ္စာဟုတ်လားအဲ့ဒီနိဗ္ဗာန်ဆိုတဲ့အငြိမ်းတဲ့ကိုရကျင်တယ်ဆိုရင်ဘဝရဲ့အကြောင်းကိုအမှန်သိအောင်ကြိုးစားရမယ်ဘဝရဲ့အကြောင်းကိုအမှန်သိတာသမာဓိဋ္ဌိလို့ခေါ်တယ်နော်အဲ့ဒီသမာဓိဋ္ဌိခေါင်းဆောင်တဲ့မဲခင်၈ပါးသည်တကယ်ဒုက္ခငြိမ်းရာကိုဆိုက်ရောက်သွားစေတဲ့လမ်းကြောင်းပဲအဲ့ဒါသူဟာ၄ခုမြောက်မဂ္ဂသစ္စာလမ်းအမှန်ဆိုအဲ့ဒါပြောတာအဲ့သစ္စာ၄ပါးကိုရေးတာဆရာတော်ကြီးကတော့နိဗ္ဗာန်ရဲ့အကြောင်းကိုသိကျင်တယ်ဆိုရင်အဲ့ဒီထဲမှာကြည့်လိုက်နိဗ္ဗာန်ရဲ့အကြောင်းကိုအလုံးမပြည့်ပြည့်စုံစုံပြောထားအဲ့ဒါဘုန်းပြောနေတာကဘာတော့ဓမ္မာယုံဓမ္မအာယုံဓမ္မဆိုတာဘာတော့တရားဆိုတာဘာတော့အမှန်အဲ့ဒီအမှန်တရားတွေကိုသိလို့ရှိရင်စိတ်ဟာမဖြစ်သွားမှာတော့ဖြူရှင်သွားမယ်ပူလောင်ကြောင်းတွေကိုဖယ်ရှားနိုင်တဲ့အတွက်ကြောင့်ငြိမ်းအေးသွားမယ်ကျတို့ငြိမ်းအေးမှုချမ်းသာမှုကိုရကျင်တယ်ဆိုလို့ရှိရင်ငြိမ်းအေးမှုချမ်းသာမှုကိုရစေတတ်တဲ့အကြောင်းတရားဘုန်းတို့လုံးဝရမှာနော်တပူလောင်ကြောင်းတွေကိုဖယ်ရမယ်ဆင်းရဲကြောင်းတွေကိုဖယ်ရမယ်အဲ့ဒါသစ္စာဆိုတဲ့အမှန်တရားသည်သိလို့ရှိရင်ပူလောင်ကြောင်းတွေကိုဖယ်ပြီးသားဖြစ်တယ်ဆင်းရဲကြောင်းတွေကိုဖယ်ပြီးသားဖြစ်တယ်ညှဉ်းနှွမ်းကြောင်းတွေကိုလည်းဖယ်ပြီးသားဖြစ်တယ်ညှဉ်းနှွမ်းကြောင်းကိုဖယ်တဲ့အတွက်ကြောင့်ဖြူရှင်တယ်အရိယာဖြစ်တယ်ပူလောင်ကြောင်းကိုဖယ်တဲ့အတွက်ကြောင့်ငြိမ်းအေးတဲ့သူဖြစ်တယ်ဆင်းရဲကြောင်းကိုဖယ်ရှားတဲ့အတွက်ကြောင့်တကယ်ချမ်းသာတဲ့လူလည်းဖြစ်မယ်ပေါ့အဲ့ဒါကိုဘုန်းဘုန်းတို့ဘာလို့ရမလို့ကြိုးစားရမယ်ကိုယ်တော်ဓမ္မယုံလူရှင်တွေနဲ့အဲ့ဒီလိုနဲ့နေတဲ့လူအများစုမလုံနိုင်တဲ့စစ်မှန်တဲ့ချမ်းသာကိုရှာဖွေတဲ့ဒီလုပ်ငန်းကိုလုပ်တဲ့နေရာမှာတို့ရဲ့လှူထားတဲ့အဆောက်အဦကြီးဟာအများကြီးအကျိုးကျေးဇူးပြုနေပါလားဆိုတဲ့အတွေးနဲ့ကိုယ့်ရဲ့အလုပ်ရဲ့တန်ဖိုးကိုမြင်ပြီးတော့ကိုယ့်ရဲ့စိတ်ထဲမှာနှစ်သက်မှုကြည်နူးမှုဖြစ်စေခြင်းအဓိကအဲ့ဒါနော်တရားနာနေတဲ့ပုဂ္ဂိုလ်တွေကိုလည်းပဲလေးနဲ့တဲ့အကြောင်းအရာလေးတွေကိုဘုံဘုံတို့ကသိစေခြင်းပါတယ်အဓိကမြတ်စွာဘုရားပွင့်လာတယ်ဆိုတာအဲ့ဒီသစ္စာဆိုတဲ့အမှန်တရားကိုသိဖို့အတွက်သစ္စာဆိုတဲ့အမှန်တရားကိုကြွေးကြော်ဖို့အတွက်ဘုရားဆိုတာပွင့်လာတာဘဝဟာဆင်းရဲတယ်ဆိုတဲ့အမှန်တရားကြီးကိုသိဖို့အလွန်ခက်တဲ့အမှန်တရားစိတ်ဝင်စားဖို့အလွန်ခက်တဲ့အမှန်တရားဒါကိုစိတ်ဝင်စားတယ်ဆိုရင်ကိုယ့်ရဲ့ပါရမီလေးကိုအားရလိုက်ကျင့်တတ်လိုက်ဒါကိုစိတ်ဝင်စားသေးဘူးဆိုရင်တော့မြင့်လိုက်အောင်ဟုတ်လားနော်မြတ်စွာဘုရားကဘဝထဲမှာကြီးပွားဖို့ဘဝတွေတဘဝပြီးတဘဝပို့ပို့ပြီးတော့ကောင်းမွန်ဖို့ဘဝထဲမှာအစဉ်ပြေဖို့ဒီလိုတရားမျိုးတွေမဟောဘူးမဟုတ်ဘူးဟောတယ်အများကြီးဟောပါတယ်မြတ်စွာဘုရားအလွန်အစဉ်ပြေစေခြင်းတယ်ဘဝထဲမှာအစဉ်ပြေတာဟာအစဉ်မပြေတာနဲ့ဆိုင်ရင်အများကြီးကောင်းတာပေါ့ဘဝတွေထက်ရရအောင်မယ်ဆိုလို့ရှိရင်ဒါကျွတ်တို့ရအောင်မဲ့လူတွေပါဟုတ်လားဒီဘဝတွေရဟန္တာဖြစ်မဲ့လူတွေတယောက်မှပါမယ်မထင်ဘူးဟုတ်လားနော်အဲ့ဒါဆိုဘဝကဘာလို့မလို့ရမယ်အတူတူဆိုရင်ဆိုးတဲ့ဘဝရတာဘယ်ကောင်းမလို့ကောင်းတဲ့ဘဝရတာကောင်းတာပေါ့ဒါကြောင့်မြတ်စွာဘုရားဘဝကောင်းတွေကိုရဖို့လည်းအများကြီးတရားတွေဟောခဲ့တယ်ဒါပေမဲ့တကယ်မြတ်စွာဘုရားသိစေခြင်းတာကဘဝဟာဆင်းရဲတယ်ဒါပေါ်မှာဖြစ်နေတဲ့တွေ့တာမမောမှုကိုဆင်းရဲကိုအမှန်သိတဲ့ဉာဏ်နဲ့ဖယ်ရှားပြီးတော့ဒီဘဝဒုက္ခတွေလုံးဝချုပ်ငြိမ်းအောင်သာလုပ်ကြဆိုတာကိုမြတ်စွာဘုရားတကယ်သိသိခြင်းဒါမှအခုတလောဘုံဘဝအဲ့ဒီအကြောင်းအရာတွေပဲဇောင်းပေးပြီးတော့ပြောပြတယ်
ဟိုတနေ့ကတောင်လိုင်းပေါ်တင်ထားတယ်မြတ်စွာဘုရားရှင်ကြီးဆန္ဒတော်ဆိုသုံးပိုင်းဟောထားအဓိကအဲ့ဒါကျတို့ကဘဝတဏှာအားကြီးကြတယ်ဘဝကိုအလွန်မမောကြတယ်ဘဝမခွာခြင်းဘူးဘာလို့ဘဝတဏှာအားကြီးတာလို့မေးရင်ဘဝဟာဒုက္ခဆိုတဲ့အမှန်တရားကိုမမြင်လို့ပညာအားနေလို့တနည်းအားဖြင့်ဆန့်ကျင်ဘက်အဝိဇ္ဇာထူပြောလို့အမှန်တရားကိုမသိအမှန်တရားကိုမသိရင်မသိသလောက်လောဘအားကြီးမယ်လောဘအားကြီးရင်အားကြီးသလောက်အကုန်လုံးလွယ်မယ်ဒါပဲဟုတ်လားအဲ့တော့ကျွတ်တို့ဒီတရားတွေကိုစိတ်ထဲကအရန်ကြီးသဘောမကျသေးဘူးမနစ်ချိုက်နိုင်သေးဘူးဆိုရင်လည်းပဲဩငါညံနေသေးတာဖះကဒါကိုအဓိကသိသိချင်တာတဲ့ဆိုတဲ့ဒီအတိလေးကိုတော့ဘုံဘုံကမလုပ်စေချင်တော့စွဲစေချင်တယ်ပေါ့ဘုံဘုံတို့လည်းဘဝကိုမုံလို့ဘဝကနေလွတ်မြောက်ခြင်းစိတ်တွေအလွန်ထက်သန်နေလို့ဒီတရားစကားမျိုးကိုပြောနေတာမဟုတ်ဘူးကိုလည်းဘဝတဏှာအလွန်အားကြီးတဲ့ပုဂ္ဂိုလ်ဟုတ်လားဒါပေမဲ့မြတ်စွာဘုရားဒီလိုဖြစ်စီခြင်းနဲ့ဆိုတာကြီးကိုထင်ထင်ရှားရှားဒေသနာတွေကိုကြည့်ပြီးတော့သိနေရပါလှဲ့ကန်တဲ့ဒါကိုမပြောဘဲဘာလို့နေရမလဲဒီခံယူချက်ရှိတယ်ဘုံဘုံမှာဘုံဘုံမြတ်စွာဘုရားဟောတဲ့ဒေသနာတွေအများကြီးဒါကာလအနေနဲ့ပြောမယ်ဆိုရင်ကိုရင်ဘဝတွေကစပြီးတော့ဒါတွေနဲ့နေလာတယ်လို့ဆိုရပါစို့ဒေသနာတွေကိုကြည့်လိုက်မြတ်စွာဘုရားဒါရှိဦးစားပေးပြီးတော့ပြောတာနော်ဒါဘုံဘုံကယုံကြည်မှုလေးတိုးစေခြင်းလို့ပြောပြတာပါဘုန်းကြီးကသူ့စိတ်ထဲမှာနော်တွေးမိတာလေးတွေကိုစက်မိစရရှောက်ပြောနေတဲ့အနေနဲ့ပေါ့ပေါ့တွေးမှဆိုလို့ခပ်ပေါ့ပေါ့ပြောတာမဟုတ်ဘူးဒီဥစ္စာကဒီအမြင်ကအလုံးကိုခိုင်ခိုင်မာမာရင်ထဲမှာရှိနေလို့ဘုံဘုံကပြောပြတာဟုတ်လားမြတ်စွာဘုရားတကယ်သိသိခြင်းတာဟာဘာလဲဘဝဟာဆင်းရဲတယ်ဆိုတဲ့အမှန်တရားကိုတကယ်ပိုင်းခြားပြီးတော့သိသိခြင်းသိလို့ရှိရင်မဖြစ်သွားမလို့ဘဝပေါ်မှာမမောတဲ့သဘောဟာအလိုလိုလျှော့သွားမယ်အဲ့ဒါဆိုရင်ဒုက္ခအားလုံးကိုဒိုင်ခံဖန်တီးနေတဲ့ဒီလောဘနည်းသွားတဲ့အတွက်ကြောင့်ကျွတ်တို့ဒုက္ခတွေတဖြည်းဖြည်းနဲ့နည်းသွားမယ်နောက်ဆုံးဒုက္ခချုပ်သွားမယ်ဒါကိုမြတ်စွာဘုရားဖြစ်စေခြင်းကဲစကားကလေးနဲ့တဲ့အကြောင်းအရာဒီကိုရောက်သွားတော့လိပ်ပတ်လဲအောင်တော့ပြောမှဖြစ်မယ်ဆိုပြီးတော့ပြောလိုက်တာအချင်းကနည်းနည်းများနေနော်ဒါဘုံတို့လိုရင်းလေးကပါလဲလေးနဲ့တဲ့တရားစကားကိုလည်းပဲနာယူစေချင်တာကတစ်ပိုင်းနော်ဓမ္မယုံလှူထားတဲ့အလှရှင်တွေကိုကိုလှူထားတဲ့အလှူကဒီလိုလေးနဲ့တဲ့ကောင်းမှုတွေနဲ့ဆက်ဆက်နေပါလားဆိုတဲ့အတွေးလေးကိုမျက်ခြေမပြတ်စေချင်တာကတစ်ပိုင်းအဓိကကတော့ဝမ်းသာစေခြင်းနဲ့နှစ်သက်စေခြင်းနဲ့ပေါ့စိတ်ထဲမှာဟုတ်လားနေတဲ့စေတနာတရားနဲ့လှူထားတာမဟုတ်နော်အဲ့ဒီဥစ္စာကိုကိုကအလွန်ထိုက်တန်တဲ့အကျိုးရလဒ်တစ်ခုဘုံဘုံပြန်ပြီးတော့ရစေခြင်းနဲ့အဲ့တော့ထိုက်တန်တဲ့အကျိုးရလဒ်ဆိုတာကဘာဘာညာညာကိုရည်ရွယ်ပြောနေတာမဟုတ်အဓိကတော့ဘာလို့အသိဉာဏ်ပေါ့ဘုံဘုံကတရားစဟောကနေမှဘလို့စိတ်ကူးတောင်ပေါ်လာလို့ဆိုတခါတလေငါမတရားမြန်းပြောနေသလားလို့အောင်းမိတယ်ဘာတော့ဆိုတော့ခမည်းတော်လှူတဲ့အလှူတွေထဲတရားစကားနားထောင်လိုက်လို့သိတဲ့အသိအဲ့ဒီကုသိုလ်ကပိုးပြီးတော့ကြီးတယ်ဆိုတော့ကျုပ်ခဏခဏပြောတယ်တချို့လဲခံခြင်းမလားမခံခြင်းမလားတော့လဲမသိဘူးပေါ့နော်ဒါပေမဲ့ကိုယ်စိတ်ထဲမှာတော့အဲ့လိုကိုယုံကြည်နေလို့ပြောလိုက်တာပါသဘောပေါက်လားတရားနာရင်းနဲ့ဖြစ်တဲ့အသိဉာဏ်ကနော်နဲ့ဆိုင်ရင်နဲ့ဆိုင်သလောက်နော်ပေးလို့ဖြစ်တဲ့ကုသိုလ်နဲ့သိလို့ဖြစ်တဲ့ကုသိုလ်ဘယ်ရည်သွေးတူပါမလို့ဟုတ်လားအခုကဘာတော့ပေးလို့ဖြစ်တဲ့ကုသိုလ်အဲ့ဒါကိုအကြောင်းပြုတော့ဘုံဘုံတို့ကဘာလို့လို့ဖြစ်တဲ့ကုသိုလ်ရအောင်ကြိုးပမ်းနေတာတော့သိလို့ဖြစ်တဲ့ကုသိုလ်ကိုရအောင်ကြိုးစားနေတာကျွတ်တော့နောက်ဆုံးဒါပဲသိကျင်တာမို့လားမဉ္ဇဉ်ဖူဉ္ဇဉ်နိဗ္ဗာန်မြန်မြန်ရပါရစီဆိုတာဘာတော့သစ္စာလေးပါးသိပါရစေလို့ပြောတာပဲမဟုတ်လားအဲ့ဒါကိုဘုံဘုံတို့ကပိုင်ပိုင်နိုင်နိုင်ချင်းကပ်နိုင်အောင်ဒါဘုံဘုံကလမ်းကြောင်းလေးတွေဖွင့်တဲ့သဘောမျိုးပြောပြတယ်နော်ဒါဆက်ပြီးတော့လည်းပဲသစ္စာလေးပါးအမှန်တရားနဲ့ပတ်သက်ပြီးတော့နဲ့ဆိုင်ဆိုင်ပို့ပြီးတော့အသိဉာဏ်တွေကျေပြန့်အောင်ကျိုးပန်းအထောက်နိုင်ကြပါစေလို့ဘုန်းတို့ဆန္ဒပြုပြီးတော့ဒီကနေ့ပြုကြရတဲ့ကုသိုလ်ကောင်းမှုအစွတ်စွတ်တို့ရဲ့စွမ်းတတ္တိကြောင့်ဘုရားတပည့်တော်တို့သည်မဉ္ဇဉ်ဖူဉ္ဇဉ်မျက်နှိပ်ပံကိုလင်းမြန်ထုတ်ချောက်မျက်မှောက်ပြုပေရစေကုန်သောဟုပတ္တနာအောင်စုပြုကြကုန်ရာတည်း